ရွှေပလင်ထက်ကဂိုးပေါင်း980ဒါပေမဲ့သူကတော့အောင်မြင်မှုတွေကိုစလောင်နေသေးပါခရစ္စတီယာနိုရိုနယ်ဒိုဟာတမိုင်းမှတ်တမ်းတွေကိုလိုက်လံရှာဖွေနေသူမဟုတ်တော့ပါဘူးသူ့ကိုယ်တိုင်ကတမိုင်းတစ်ခုဖြစ်နေပါပြီကစားသမားဘဝသွင်းကို980အဆင့်တိုင်းအသင်းတစ်စိတ်တိုင်းနဲ့ပွဲတိုင်းမှာသွင်းယူခဲ့တာပါလစ်ဘွန်ရဲ့အိမ်မက်တွေကနေမန်ချက်စတာရဲ့ညချမ်းတွေအထိမက်ဒရစ်ရဲ့လွှမ်းမိုးမှုတွေကနေကမ္ဘာလုံးဆိုင်ရာအမွေအနှစ်တစ်ခုအထိကင်ကနန်တွေကတော့မယုံနိုင်စရာပါပဲသွင်းကို980နဲ့ဆက်လက်တိုးတက်နေစေဆယ်စုနှစ်များစွာလွှမ်းမိုးထားနိုင်မှုစံချိန်ဟောင်းတွေကိုချိုးဖျက်ခဲ့တယ်ပြီးတော့အဲ့ဒီစံချိန်တွေကိုသူ့ကိုယ်တိုင်ထပ်မံချိုးဖျက်ခဲ့ပြန်တယ်အခုရောမဖြစ်နိုင်ဘူးလို့ထင်ရတဲ့သွင်းကို1000ပြည့်ဖို့အတွက်39ပဲလိုပါတော့တယ်သူ့အရှိန်မလျှော့ပါဘူးသူနှင်းနေသွားပါဘူးသူကအမြဲတမ်းစမ်းသစ်ပြောင်းလဲနေသူ evolve ပါအခုတွင်းလိုက်တဲ့ဂိုးတိုင်းဟာထာဝရရှင်သန်ခြင်းစီကိုခြေတလန်းပုံနီးကပ်သွားစေပါတယ်ပွဲတိုင်းဟာအကောင်းဆုံးလို့တင်စားရမယ်တမိုင်းကြောင့်ရဲ့အခမ်းအနားတစ်ခုပါပဲပလင်ကတော့ရွှေရောင်တောင်းနေစေဒါပေမဲ့စာလောင်မှု